ကျွန်တော်ဝိတ်ကြဖို့နီလန်းပေါင်းစုံစူးစမ်းနေတော့ကဘဝဟာဒီလောက်ချိန်နေထိမောင်းမိုက်သွားလိမ့်မယ်လို့မထင်ခဲ့မိပါဘူးမိမိရဲ့စာလောင်မှုကိုထိန်းချုပ်ဖို့ခန္ဓာကိုယ်လေးကိုအထောင်ပေါင်းများစွာထိုးသွင်းခဲ့ပေမဲ့ဘာမှထူးမလာခဲ့ပါဘူးဝိတ်ချတဲ့အစီအစဉ်တွေမှာပါဝင်ခဲ့ပေမဲ့ခန္ဓာကိုယ်ကအယမ်းဝလွန်လို့တရက်မှာတော့ခုံရတဲ့ထရမ်ပိုလင်းပြားကြီးပါကျွန်တော်အောက်မှာကျိုးပြတ်သွားခဲ့ပါတယ်စူးစမ်းရင်ဖြစ်ရမယ်ဆိုပြီးအားကစားရုံသွားခဲ့ပြန်ပေမဲ့ထိုင်လိုက်တာနဲ့လေ့ကျင့်ခန်းလုပ်တဲ့ခုံတန်းများကြီးကတန်းပြီးကျိုးကျသွားခဲ့ပါတယ်အဲ့ဒီအချိန်ကျမှကဘာကြီးကကျွန်တော်ကိုလူတယောက်လိုမမြင်ပဲလူပြက်တယောက်လိုပဲမြင်နေကြတာပါလားဆိုပြီးသိလိုက်ရပါတယ်အစားတောက်ထိန်းတာလေ့ကျင့်ခန်းလုပ်တာကုထုံးတွေခံယူတာအားလုံးစူးစမ်းခဲ့ပေမဲ့တပေါင်းတော့မကြခဲ့ပါဘူးတညမှာတော့ချစ်သူကောင်မလေးနဲ့အတူလူပြက်ပြပွဲတစ်ခုကိုတွားကြည့်ခဲ့ပါတယ်အစပိုင်းမှာပျော်စရာကောင်းနေခဲ့ပေမဲ့ရုတ်တရက်လူပြက်ကကျွန်တော်ရဲ့ဝတ်တုတ်တုတ်ခန္ဓာကိုယ်ကိုပွဲလဲခေါင်မှာဟာတာလုပ်ပြီးလှောင်ပြောင်းပါတော့တယ်လူအုပ်ကြီးတစ်ခုလုံးဝိုင်းရဲကြချိန်မှာကျွန်တော်ကတော့ရင်ထဲမှာအပိုင်းပိုင်းကျုပ်ဖြတ်ပြီးအဆက်ရခဲ့ရပါတယ်အဲ့ဒီညမှာပဲဒေါသနဲ့အဆက်ကွဲမှုတွေကြောင့်တခွဲကန်းတဲ့ကိုပိတ်လောင်ပြီးဓာတုဗေဒဖော်မြူလာတွေကိုနာရီပေါင်းများစွာမနာတမ်းဆန်းတက်ခဲ့ပါတယ်နောက်ဆုံးမှာတော့ထူးခြားတဲ့ဝိတ်ချဖြော်ရည်တစ်မျိုးကိုဖန်တီးနိုင်ခဲ့ပါတယ်ကျွန်တော်အဲ့ဒီဆေးရည်ကိုချက်ချင်းတောက်လိုက်ပေမဲ့စက္ကန့်ပိုင်းတွင်းမှာပဲရင်ဘတ်ထဲကအပြင်းအထန်အောင့်တက်လာပြီးသတိလစ်လဲကျသွားခဲ့ပါတယ်ဆေးအာနိသင်စတင်ပြလာတဲ့အခါကျွန်တော်ရဲ့ခန္ဓာကိုယ်ကြီးကလေယိုစိတ်နေတဲ့ပူပေါင်းကြီးလိုတဖြည်းဖြည်းကျုံဝင်သွားပါတော့တယ်တတိယလိုမှန်တဲ့ကြည့်လိုက်တဲ့အခါကိုတော့မမှတ်မိတော့ပါဘူးဘိုက်ကြီးလုံးဝပျောက်သွားပြီးမယုံနိုင်တော့အောင်ပိန်သွဲတဲ့လူတစ်ယောက်ဖြစ်သွားခဲ့ပါပြီနှစ်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်ဖြစ်ဘဝတည့်ရတယ်လို့ခံစားလိုက်ရပြီးဂုံတိုက်ကိုပြေးသွားကအရင်ကဘယ်တော့မှမဝတ်ခဲ့ရတဲ့အဝတ်စားလှလှတွေကိုဝယ်ဝတ်ခဲ့ပါတယ်အဲ့ဒီနောက်ကျွန်တော်ကိုနှိမ်ခဲ့တဲ့လူပြက်ရှိရာဘာစီချစ်သူနဲ့အတူပြန်သွားပြီးအားလုံးရှိမှထိထိမိမိပြန်လဲရှက်ခွဲပြီးကလဲစားချလိုက်ပါတယ်ဒါပေမဲ့အမျိုးသမီးတယောက်ကိုထိမိလိုက်တဲ့အချိန်မှာပဲကျွန်တော်ရဲ့နှုတ်ခမ်းတွေကပူပေါင်းလို့ရုတ်တရက်ဖောင်းကားလာပါတော့တယ်ချက်ချင်းထိတ်လန့်သွားပြီးအပြင်ကိုပြေးထွက်ခဲ့ပေမဲ့စက္ကန့်ပိုင်းတွင်းမှာပဲပေါင်တွေပါဖောင်းကားလာပြီးခန္ဓာကိုယ်ကြီးတစ်ခုလုံးအရင်ကလိုပြန်ဝလာပါတော့တယ်ဆေးအာနိသင်ကခဏတာပဲခန္ဓာပါလားဆိုတာသိလိုက်ရလို့စိတ်ပြက်လက်ပြက်နဲ့ကားမောင်းထွက်ခဲ့ပေမဲ့ရင်ထဲကအတန်တစ်ခုကတော့အရှုံးမပေးဖို့ပြောနေပါတယ်ဒါကြောင့်တခွဲကန်းကိုပြန်သွားဆေးပြန်တောက်ပြီးလူအများကြီးရှိတဲ့ပါတီပွဲကြီးတစ်ခုစီသွားခဲ့ပါတယ်ကျွန်တော်စင်မော်ကိုတက်သွားပြီးအားလုံးရှိမှကျွန်တော်ရဲ့တကယ်အမတ်သားအမှန်ကိုဖွင့်ချလိုက်ပါတယ်ဆေးအာနိသင်တဖြည်းဖြည်းကုံဆုံးလာတာနဲ့အမျှလူအုပ်ကြီးရဲ့ရှေ့မောက်မှာတင်ခန္ဓာကိုယ်ကြီးကအရင်လိုပြန်ပြီးဝတ်တုတ်လာပါတော့တယ်ကျွန်တော်ဟာနာမည်ကြီးလူယူပါမောက်ခကြီးဖြစ်မှန်းသိသွားတဲ့အခါခမ်းမတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ပါတယ်အဲ့ဒီနောက်ကျွန်တော်အားလုံးကိုအေးအေးဆေးဆေးကြည့်ပြီးခန္ဓာကိုယ်ကနေတာဟာချိုရင်းချက်တစ်ခုမဟုတ်ပါဘူးကျွန်တော်ကတော့ကိုဒီတိုင်းပဲရိုးရိုးသားသားလက်ခံပါတယ်လို့ပြောလိုက်ပါတယ်ကျွန်တော်ရဲ့ချစ်သူကောင်မလေးကတော့မျက်ရည်တွေဝဲပြီးကျွန်တော်ကိုလှိုက်လိုက်လဲပြန်လဲလက်ခံခဲ့ပါတော့တယ်အဲ့ဒီနေ့မှာပဲတကယ်အပြောင်းလဲဆိုတာခန္ဓာကိုယ်မှာဖြစ်တာမဟုတ်ပဲစိတ်ထဲမှာပဲဖြစ်တာပါလားဆိုတာကျွန်တော်ကောင်းကောင်းကြီးနားလည်သွားခဲ့ပါတော့တယ်